အားလုံးမင်္ဂလာပါလမ်းစည်းကမ်းအနေနဲ့အဝိုင်းပတ်တဲ့အခါမှာမှန်ကန်တဲ့အဝိုင်းပတ်နည်းလမ်းညွှန်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပုံထဲမှာဖော်ပြထားတဲ့အတိုင်းပဲကိုသွားခြင်းတဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့မှန်ကန်တဲ့ရင်ကြောကိုရွေးချယ်ပြီးဝိုင်းပတ်ရမှာဖြစ်ပါတယ်ရင်ကြောလိုက်မောင်းနေရမယ့်ပုံစံကိုအကြောင်းလေးတွေနဲ့တိကျဖော်ပြပေးထားပါတယ်ခင်ဗျာအဝိုင်းပတ်တဲ့အခါမှာဖြစ်တတ်တဲ့အမှားလေးတွေကိုဆက်လက်ဖော်ပြပေးသွားပါမယ်။ပုံကြည့်ပါအစိမ်းရောင်ကအမှန်ဖြစ်ပါတယ်။အနီရောင်ကတော့အဝိုင်းပတ်မှာကိုအတွင်းဆုံးရင်ကြောကနေမယူဘဲနဲ့ရင်ကြောမှားယူလို့ပြီးမိတာဖြစ်ပါတယ်။အဝိုင်းကိုဖြတ်ကျော်ပြီးမောင်းလာတဲ့ကားက free ကြောတွေကိုဝင်ရောက်မောင်းနေလို့မရပါဘူးခင်ဗျာ။တစ်ဖက်က free ကြောတွေကိုမဝင်မိဖို့သတိထားရပါမယ်ခင်ဗျာ။အဝိုင်းပတ်ကားတွေဟာရင်ကြောထွက်တဲ့အခါမှာမိမိရင်ကြောတွေကနေပဲမောင်းနေပြီးထွက်ရမှာဖြစ်ပါတယ်။တစ်ဖက်ရင်ကြောတွေကိုဝင်ရောက်ပြီးတော့မောင်းနေဒါမျိုးတွေတိုင်းပြီးနိုင်ပါတယ်။အဝိုင်းကိုပတ်မဲ့ရင်တစ်စီးက free ကြောတွေကနေပြီးတော့အဝိုင်းကိုပတ်လို့မရပါဘူးခင်ဗျာ။အဝိုင်းပတ်ရင်ကြောတွေကနေပဲဝင်ရောက်မောင်းနေရမှာဖြစ်ပါတယ်။ဝိုင်းပတ်တဲ့အခါမှာဝိုင်းပတ်ရင်ကဦးစားပေးရင်ဖြစ်ပါတယ်။ဒါကိုစီကံမလိုက်လာပဲနဲ့မိမိဝင်နေတယ်လို့ဝင်ပြီးတော့မောင်းနေမယ်ဆိုလို့ရှိရင်လိုလားအပ်တဲ့ရင်ကြောပိတ်ဆို့မှုတွေဖြစ်စေနိုင်ပါတယ်။ဒီလိုပိတ်တဲ့အခါမှာကိုယ်လည်းသွားမရသူလည်းသွားမရပဲနဲ့ရင်ကြောပိတ်ဆို့မှုအကြီးကြီးဖြစ်စေနိုင်ပါတယ်ခင်ဗျာ။တာမောင်းကစားရင်းစည်းကမ်းလမ်းစည်းကမ်းကိုလေ့လာနေတဲ့ဒီအတွက်ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။